Hello အားလုံးပဲမင်္ဂလာပါအဲ့တော့ဒီနေ့ပြောမယ့် flash fiction လေးကတော့ Boatman ဆိုတဲ့ flash fiction လေးတစ်ပုဒ်ဖြစ်ပါတယ်ဒီ flash fiction လေးမှာဆိုရင်တော့နည်းနည်းလေး mystery ဆန်တယ်ပေါ့နော် supernatural လည်းပါတယ်လို့ပြောလို့ရသလိုနည်းနည်းလေးဝက်ဆန်းချေတာလေးလည်းတွေ့ရမှာဖြစ်ပါတယ်နည်းနည်းလေးလိုက်စဉ်းစားရပါမယ်ဆိုတော့ read with me Jan 2026အစီအစဉ်လေးကနေပြီးတော့စာဖတ်လာတာဒီနေ့ဆိုရင်6ပုံမြောက်ရှိပြီပေါ့နော်so အဲ့တော့ဆက်ပြီးတော့လေ့လာကြည့်ရအောင်ဒီ story ထဲမှာဘာတွေတွေ့မလဲဆိုတာကို Okay boatman the boatman ကိုရေးတာကတော့ Dan Pardew ဆိုတဲ့စာရေးဆရာဖြစ်ပါတယ် the boatman each night we watch the boatman's faltering progress towards the island the light from his lantern flickers as winter storms whip the lake around us into a sheeting black sea While the wind honks down the chimney, we remember last summer, the hottest on record, and the day we'd walk out from the cottage, our sandals kicking up dust as we crossed the dry big bowl of the lake bed. Lifting the crumbling backs of a small wooden boat, we'd disturbed broken oars, as car the rested remains of a lantern. We hold each other close and hope the storm never ends. Okay ဒီထဲမှာဆိုရင်တော့မသိတဲ့လုံးလေးတော်တော်များမယ်အဲ့တော့နည်းနည်းချင်းပြန်ကြည့်ရအောင်เนาะဆိုပထမအဆုံးစကားလုံးသစ်လေးတွေကိုအရင်ဆုံးလေ့လာကြမယ် faltering progress ဆိုတာဘယ်လိုမျိုးလဲ moving unsteadily or losing strength while trying to move forward အရှိကိုရွေ့ဖို့ကြိုးစားနေတဲ့အချိန်မှာ losing strength ဖြစ်သွားတယ် moving unsteady ဆိုတာတရိမ့်တရိုင်ပေါ့เนาะရွေ့နေတာပေါ့faltering progress ဆိုတာတရိမ့်တရိုင်ရွေ့နေတာအရှိကိုသွားနေတယ်ဒါပေမဲ့ तू ကတိတ်မဟန်ဘူးပေါ့နော်ကိုတိတ်ကိုခန္ဓာကိုယ်တိတ်ပြီးတော့အဲ့လိုမထိန်နိုင်တာမျိုးပေါ့ The runner's faltering progress show how exhausted he was after the race အဲ့တော့အပြေးသမားရဲ့ faltering progress သူပြေးနေရတယ်အဲ့လိုတဟုန်တိုးနဲ့အရှိကိုပြေးနေရတယ်ဆိုပေမဲ့ show how exhausted he was after the race ပြိုင်ပွဲပြီးရဲ့နောက်ဘလောက်ပင်ပန်းနေတယ်ဆိုတာကိုပြတယ်အဲ့တော့သူက strength တွေမရှိတော့ဘူးဒီမှာခွန်အားတွေမရှိတော့ဘူးเนาะဒီတည်ငြိမ်နဲ့မပြေးနိုင်တော့ဘူးပေါ့เนาะအဲ့လိုပြောချင်တာ faltering progress ဒီတိုင်းဖြစ်နေတာပေါ့လေ next one flickers shining with the light that goes on and off or change brightness quickly သူကမှိတ်လိုက်လင်းလိုက်ဖြစ်နေတာမျိုးအဲ့ဒါ flickers the candle flickers every time the door opens and lets in a breeze တကားပွင့်သွားတဲ့အချိန်တိုင်း lets in a breeze ဆိုလေဝင်လာတဲ့အချိန်တိုင်းမှာဖျောင်းနိုင်လေးက flickers เนาะအဲ့လိုမိတ်မလို့ဖြစ်သွားလိုက်ပြန်လင်းလာလိုက် flickers and next one is whip to move or hit something with a great force or speed so whip ဆိုတာလို့ hit ပေါ့နော်ထိသွားတာပေါ့ the strong winds whip the trees back and forth during the storm ပြင်းထန်တဲ့ဒီလေကမှုန်တိုင်းအတော်အတွင်းမှာနော်ဒီအပင်တွေကို whips ဟိုwhich နဲ့အတန်အဲ့လိုမျိုးလေတခုခုကိုရိုက်ခတ်တဲ့အတန်မျိုးပေါ့နော်လှုပ်သွားစေတယ်အဲ့တော့တစ်ပင်တွေလှုပ်သွားတယ်လေကနေပြီးတော့တစ်ပင်တွေကိုရိုက်ခတ်တယ်လို့မျိုးလှုပ်သွားတာမျိုး whip sheeting က bubbling or moving violently တော့ပြင်းထန်ကိုလှုပ်ရှားနေတာရွေ့နေတာ often used to describe intense anger or rough water ရေစီးတန်နေတာတို့ဘာလို့လဲသုံးတယ်နော်တအားစိတ်ဒေါသထွက်နေတဲ့အချိန်မှာအဲ့လိုမထိန်နိုင်မဲနဲ့လှုပ်နေတာမျိုးတွေရေစီးတန်တာမျိုးတွေသုံးတယ် seating the ocean was a seating mass of foam and waves during the hurricane တော့အတွင်းမှာဆိုရင်လုံးဝသိမလားသမုဒ္ဒရာကြီးကစိတ်ဆိုးနေသလိုမျိုးရွေရှားနေတယ်ပေါ့နော်လှုပ်နေတယ်ပေါ့ seating mass faltering progress ဆိုတာဒီရင်တရိုင်နဲ့ရွေ့နေတာ faltering progress flickers မိတ်တုံဖြစ်နေတယ် flickers whip ဆိုတာတခုခုလိုလာပြီးတော့ထိတာရိုက်ခတ်တာပေါ့နော်sheeting ဆိုတာကတော့စိတ်ဆိုးမှန်ဆိုအဲ့လိုစီစဉ်နေတာဒေါသထွက်နေတာပေါ့နော်သက်ရှိတွေဆိုရင်လည်းဒေါသထွက်နေတာကိုပြောတာပေါ့ sheeting and honks down making a long
loud crying sound using from wind or animal အဲ့တော့တိရစ္ဆာန်တွေပါလေအော်တဲ့အတန်လေးရတယ်ဥပမာလေတွေမိလာတယ်ဆိုရင်အဲ့လိုလေတန်ကြီးတွေအဲ့လိုတဖြည်းဖြည်းနဲ့ကြားရတာပေါ့နော်လေတန်ကြီးကမိလာတာမျိုး the wind honks down the alleyway on cold winter nights စောင်းရာသီမှာလေကတဟူးဆိုပြီးတော့တိုက်လာတာမျိုး honks down kick up causing something like dust or dirt to rise into the air ဒါကြတော့ keep up လုပ်တယ်ဆိုတာကဒီထုတ်ပြလိုက်တာပေါ့နော်ဟိုဖယ်ထုတ်လိုက်တာပေါ့ The horses were kicking up clouds of dust as they ran across the field မြင်းတွေကဒီလေကွင်းလေးကိုဖြတ်ပြီးတော့ပြေးတဲ့အချိန်မှာဒီဖုံတန်းဥပမာဆိုမြင်းတွေဖြတ်ပြီးတဲ့အချိန်မှာဖုံတွေကအနောက်မှာဒီ clouds of dust တန်းလိုက်ကြီးကြံနေခဲ့တယ်ပေါ့နော်ဖုံတွေကိုထုတ်ပေးလိုက်တယ်ဆိုတဲ့ပုံစံမျိုးပေါ့နော် keep up ဖုံတွေကိုကန်ထုတ်လိုက်တယ်ဆိုတော့ဖုံလုံးကြီးနောက်မှာကြံခဲ့တယ် keep up and then dry bake bowl ပကံလုံးဘယ်လိုလဲdry bake လုပ်ထားတာဆိုတော့ an area or land that is extremely dry and hot due to heat အပူတန်းကြောင့်အဲ့လို6တွေ့သွားပြီးတော့မာကြောနေတဲ့မြေနေရာဟိုပတ်ကြအက်တွေပါဖြစ်ပြီးအဲ့လိုလေဟိုတခုခုရေတွေခမ်းသွားပြီးတော့အဲ့လို6တွေ့သွားတဲ့နေရာကြီးကို dry bake bowl ဆိုပြီးတော့ခေါ်တယ် the drought turned the once green belly into a dry baked bowl တခါတော့ကစိမ့်လန်းဆိုပြီးခဲ့တယ်နော်ဒီတောင်ကြားလေးကို dry baked bowl နော်6တွေ့သွားတဲ့နေရာတစ်ခုဖြစ်အောင်မိုးခေါင်ကြီးရှားသွားတယ်ပေါ့နော်ရေမလာတဲ့ခါကျတော့ရေတွေမီးကတော့ drought ဖြစ်တဲ့အချိန်ကျတော့အဲ့လိုပြောင်းလဲသွားပါတယ်နော်မိုးခေါင်သွားတာပေါ့နောက်တစ်ခုကတော့ crumbling husks a dry brittle outer shell that is breaking into small pieces စိတ်မှန်ပြုတ်ကွဲသွားတဲ့ dry brittle outer shell အခွန်ပေါ့နော်ဥခွန်တွေပါတွေကိုပြောချင်တာပေါ့ the old abandoned barn was nothing more than a crumbling husk of wood တသားစာတွေလိုမျိုးလုံးဝစိတ်မှန်ကွဲကြည့်သွားတာပဲရှိပါတယ်ပေါ့နော်ဒီOkay ဒီသကုံးလေးတွေကတော့နည်းနည်းလေးတွေခတ်ပါတယ်เนาะအဲ့တော့ house down kicking up dry bake bowl crumbling husks အဲ့တော့အရှိမတွေ့ရတဲ့စကားလုံးလေးတွေက pottering progress flickers whips sitting house down kick up a dry bake bowl and then crumbling husks so ဒါဆိုရင်ဒီ story လေးကိုစပြီးတော့ဖတ်ကြည့်ကြမယ်ဒီ story လေးမှာစကားလုံးခက်လေးအများကြီးပါတယ်ဆိုတော့တဖြည်းဖြည်းချင်းနားလည်အောင်ဖတ်ကြည့်မယ်နော် The boatman လေသမား Each night we watched the boatman pottering progress towards the islands အဲ့တညတိုင်းပဲပေါ့နော်ကျွန်တော်တို့ကစောင့်ကြည့်နေတယ် The boatman ခုနလေသမားပေါ့လေသမားက pottering progress towards the island ကျွန်းလေးစီကိုပြန်လာတာကမောပန်းပြီးတော့အဲ့လိုရှေ့ကိုတော့လှေကိုတော့မောင်းလာတာပဲဒါပေမဲ့သူ့မှာခွန်အားမရှိတော့တဲ့ပုံစံမျိုးနဲ့ pottering progress อ่ะเนาะရိုင်းနဲ့ရွေ့လာနေတဲ့လှေသမားကိုစောင့်ကြည့်ကြရဲပေါ့เนาะညာတိုင်း the light from his lantern flickers သူ့ရဲ့ဒီမီးအိမ်လေးကเนาะသူ့ရဲ့မီးအိမ်လေးကအလင်းကလည်း flickers မှိတ်လိုက်လင်းလိုက်ပေါ့ဒီတိုက်နေတာဟုတ်เนาะAs winter storm whips the lake around us into a sheeting black sea ဆို winter storm ဆိုတာကဆောင်းရာသီမှုန်တိုင်းကဒီကျွန်တော်တို့ပတ်ဝန်းကျင်မှာရှိနေတဲ့ကံရည်ပြင်ကြီးကို whips လုပ်တယ်ဆိုတာကလှုပ်ခတ်လိုက်တယ်ပေါ့နော်လေရလာပြီးတော့ရေပြင်ကိုထိတယ်လှုပ်ခတ်လိုက်တဲ့အချိန် into a sheeting black sea ဆိုလှုပ်ခတ်လိုက်တဲ့ကံရည်ပြင်ကိုလှုပ်ခတ်နေတဲ့ဒီပင်လယ်နက်ကြီး sheeting ဆိုတာကပါလေ sheeting ဆိုတာကဒီဒေါသတကြီးနဲ့အဲ့လိုလှုပ်ခတ်နေရမျိုးပြောတာနော် moving ဆိုတော့လေတိုက်နေရဆိုတော့ black sea ပင်လယ်ကညဘက်ဆိုတော့မှောင်နေမှာပေါ့နော်အဲ့တော့ဒေါသတကြီးနဲ့ဒီပင်လယ်နက်ကြီးကိုပင်လယ်ထဲကိုဒီ strong မှုန်တိုင်းကပေါ့နော်တိုက်ခတ်နေတာပေါ့မှုန်တိုင်းကလှုပ်နေတယ်ဒီကျွန်တော်တို့ပတ်ဝန်းကျင်မှာရှိတဲ့ရေကန်လေးကိုလှုပ်ခတ်သွားသလိုပဲအရေကန်လေးကိုပေါ့နော် into a sheeting black sea တကယ်ကိုပြင်းထန်လှုပ်ရှားနေတဲ့ပင်လယ်ကြီးတစ်ခုအဖြစ်ကိုပြောင်းပေးလိုက်သလိုမျိုးပါပဲဆိုတော့ဒီမှာပြောချင်နေတာကနော်ဆောင်းရာသီမုန်တိုင်းလေးကပတ်ဝန်းကျင်မှာရှိတဲ့ကံရည်ပြင်ကိုလှုပ်ခတ်နေတယ်
ပင်လယ်နှစ်ကြီးတစ်ခုလိုဖြစ်အောင်ပေါ့နော်သူတို့ရဲ့ဒီကံရည်ပြင်လေးကိုပင်လယ်နှစ်ကြီးတစ်ခုလိုဖြစ်အောင်လို့ရိုက်ခတ်နေချိန်မှာပဲနော်လေသမားလေးကလည်းသူ့ရဲ့ဒီအလင်းရောင်လေးကသူ့မိအိမ်ကအလင်းရောင်လေးက flicker ဖြစ်နေပါတယ်တစ်ဖြက်ဖြက်လင်းနေပါတယ်ဆိုတော့မျိုးလုံးကပြင်ကြည့်လိုက်အဲ့တော့တညမှာသူတို့ကစောင့်ကြည့်နေကြတယ်ဟောပြောပါနော်စောင့်ကြည့်နေကြတယ်လေသမားကအလိုလှုပ်လဲနေပေါ့နော်ကျွန်းလေးစီကိုပြန်လာနေတာကိုစောင့်ကြည့်နေကြတယ် the light from his lantern flickers သူ့ရဲ့မိအိမ်လေးကအလင်းတန်းလေးကလည်းဒီလှုပ်လိုက်မိအလင်းကတစ်ဖြက်ဖြက်နဲ့ဖြစ်နေတယ် as winter storm whips the lake around us into a sheeting black sea အဲ့တော့ဒီဘလောက်တောင်မှုန်တိုင်းကပြင်းထန်နေလဲဆိုရင်သူ့ပတ်ဝန်းကျင်မှာရှိနေတဲ့ the lake around us ငါတို့ပတ်ဝန်းကျင်မှာရှိနေတဲ့ရေကန်လေးကိုတောင် into a sheeting black sea လုံးဝလှုပ်ခတ်နေတယ်ပေါ့နော်ပင်လယ်နှစ်ကြီးအဖြစ်ပြောင်းရလာအောင်ကိုလှုပ်ရှားနေတယ်ပေါ့အဲ့လိုလှုပ်ခတ်နေတဲ့အချိန်မှာပဲသူ့ရဲ့မိအိမ်လေးကလည်း flat ဖြစ်နေတယ်ပေါ့နော် Why the wind honks down the chimney we remember last summer Oh why the wind လေက honks down the chimney လေတခုတိုင်နေအောင်ပြောချင်တာ chimney မီးခိုးတိုင်ကိုမီးခိုးခေါင်းတိုင်တွေကနေပြီးတော့လေတွေကတူးနဲ့တိုက်နေတဲ့အချိန်မှာ honks down the chimney မီးခိုးခေါင်းတိုင်ကိုပေါ့နော်လေတွေတခုလာတိုက်နေတဲ့အချိန်မှာ we remember last summer ပြီးခဲ့တဲ့နွေရာသီကိုပြန်သတိရမိရဲ့ the hottest on record မှတ်ထားမယ်ဆိုအဲ့နွေရာသီကတကယ်ကိုအပူဆုံးနွေရာသီပဲပေါ့နော်မှတ်တမ်းတင်ထားရမယ်ဆို and the day we walk out from the cottage အဲ့တုန်းကပေါ့ကျွန်တော်တို့ကဒီအိမ်လေးတွေကနေ cottage လေးသူတို့နေတဲ့ cottage လေးအိမ်လေးတွေကနေပြီးတော့ထွက်လာတဲ့နေ့ပေါ့ our sandals kicking up decks sandal ဆိုတာသူတို့ရဲ့ဖနက်တွေနော်ကန်းချီစီဒီဖနက်လေးတွေကျုပ်တိုင်းဖနက်လေးတွေကို sandal လို့ခေါ်တယ် sandal လေးတွေကလည်း kicking up decks ပုံနေတလွင့်ထားတယ်သူတို့ဖနက်ကဒီနွေရာသီအပူမှာရှောက်လာတဲ့အခါကျတော့သဲပေါ်မှာရှောက်လာတဲ့အခါကျတော့ပုံနေတလွင့်နဲ့ထားနေရပါတော့ our sandals kicking up decks as we cross the dry big bowl of the lake bed ခုနသူတို့ရဲ့ဒီကန်ရည်ပြင်ရ6တွေ့နေရလေကန်ရည်ပြင်ရ6တွေ့နေတဲ့အခါကျတော့ဒီကန်ရည်ပြင်6တွေ့ပြီးတော့6တွေ့နေတဲ့ကန်ရည်ပြင်ကိုဖျက်လျှောက်လာတဲ့အချိန်မှာသူတို့ဖက်နှက်ကနေပြီးတော့အနောက်မှာဖုံနေကြံခဲ့တယ်ပေါ့နော် So lifting the crumbling huts of a small wooden boat သစ်သားလှေလေး crumbling huts ဖြစ်နေတယ်ဆိုတော့သစ်သားလှေအစုပ်လေးပေါ့နော်သစ်သားလှေအစုပ်လေးဆွေးမြေ့နေတယ်မကောင်းတော့တဲ့အခွန်သစ်သားလှေအစုပ်ကလေးကိုမတင်လိုက်တင်မှာပဲ with destructive broken oaks scar the rusted remains of a lantern အဲ့လိုဆွေးမြေ့နေတဲ့သစ်သားလှေလေးကိုမတင်လိုက်တဲ့အချိန်မှာကျိုးပဲ့နေတဲ့ဘာတွေတွေ့ရလဲဆိုရင် broken oars လှော်ထက်တွေနော်လှော်ထက်တွေတွေ့ရတယ် and scar ကတော့ဒီမှာဥကောင်းခွန်တစ်ခုပေါ့နော် maybe လူရဲ့ဥကောင်းခွန်လည်းဖြစ်ချင်းဖြစ်မယ် scar and rusted remains of a lantern နောက်တစ်ခုကတော့ဘာလဲဆိုရင်မီးအိမ်အပြက်တစ်လုံးတန်ကြေးတွေတက်နေတယ် rusted remains of a lantern မီးအိမ်ပြက်တစ်လုံးတန်ကြေးတက်နေတဲ့မီးအိမ်ပြက်တစ်လုံးကိုတွေ့လိုက်ရတယ်ဒီမှာလည်း participant နဲ့သုံးထားတယ် ing ကိုရှင်းထုတ်ထားတယ် lifting the crumbling huts of a small wooden boat သစ်သားလေးစုပ်လေးတစ်စင်းရဲ့ဒီဆွေးမြေ့နေတဲ့အခွန်ကိုမတင်လိုက်တဲ့အခွန်မလိုက်တဲ့အခါမှာမလိုက်တဲ့အချိန်မှာမလိုက်ပြီးရဲ့နောက်မှာတော့ we disturbed broken oaks เนาะခုနကတော့တက်ကျိုးနေတာကျိုးပဲ့နေတဲ့တမာတွေလှော်ချက်တွေတန်ကြီးတက်နေတဲ့ဒီလန်တန်မီးရင်ရဲ့အစာအနာတွေပြီးတော့ star ဥပန်းခွန်တစ်ခုလည်းတွေ့လိုက်ရပါတယ် we hold each other close အဲ့တော့ငါတို့တယောက်နဲ့တယောက်ဒီနေ့ကြက်ဖတ်ထားကြတယ် and hope the storm never ends ပုံတိုင်းကဘယ်တော့မှမပြီးပါစေနဲ့လို့ညော်တယ် okay what does it mean ဆိုတော့ဒီနေ့ခြုံပြီးပြန်ပြောကြည့်ပဲเนาะဆိုတော့ဒီညတိုင်းအဲ့လှေသမားပေါ့เนาะလှေသမားကိုသူတို့ကစောင့်ကြည့်နေလှေသမားကကျွန်းစီကိုမောပန်းပြီးတော့အဲ့လိုတရွေ့ပြန်လာနေတဲ့လှေသမားလေးကိုစောင့်ကြည့်နေရပေါ့เนาะအဲ့တော့သူ့ရဲ့မိအိမ်ကြီးကလည်းမိကမိတ်တုံနဲ့နင်းနေပါဆိုတော့မှုန်တိုင်းတွေတိုက်နေတာကိုမှုန်တိုင်းတိုက်နေတဲ့ခါကျတော့သူတို့ရဲ့ဘေးနာအခြေခံကြီးအောင်မှာပဲပေါ့เนาะပင်လယ်ပြင်ကြီးလိုမျိုးဖြစ်နေတယ်ပေါ့เนาะမှုန်တိုင်းရဲ့တန်ကြောင့်အဲ့လိုလုံးဝအခြေခံကြီးရတယ်လှုပ်နဲ့ပင်လယ်ပြင်ကြီးလိုဖြစ်နေတယ်ပေါ့အဲ့တော့အဲ့ချိန်မှာလေကဒီဘလောက်တိုက်လဲဆိုရင်သူတို့ရဲ့မိခိုးခေါင်းတိုင်မှာလေလေတွေတူးနဲ့တိုက်နေတဲ့အချိန်မှာသူကလက်ဆန်မှာ
ပြီးခဲ့တဲ့နွေရာသီကိုပြန်တတိယသွားတယ်တကယ်ကိုပူပြင်းတဲ့နွေရာသီပေါ့အဲ့ချိန်မှာဒီသူတို့နေတဲ့နေရာလေးအိမ်လေးတွေကနေပြီးတော့ထွက်လာတဲ့နေပေါ့နော်ထွက်လာတဲ့အချိန်မှာပဲသူတို့ရဲ့ sandals သူတို့ဖက်နှက်ဒီမှာဆိုရင်ပုံရောင်ကတ်နေတာဒီဘယ်လောက်လဲဆိုရင်အဲ့တုန်းကရေကန်ကအခုလိုမျိုးရှိမရှိဘူး dry big bowl of the lake ပဲရေကန်ကလည်း6တွေ့နေတဲ့ရေကန်ကြီးပေါ့နော်အဲ့ဒါကိုဖြတ်လာတဲ့အချိန်မှာသူတို့ရဲ့ဖက်နှက်ဒီမှာလည်းပုံနေကတ်နေတဲ့အချိန်ကိုသူပြန်ပြီးတော့အဲ့အပူဆုံးနေရာဒီတစ်ခုလက်ဆန်းမှာသွားတတိရတယ်အဲ့တကြားပဲပါတယ်နော်အတိတ်ကိုပြန်ပြီးတော့ပေါ်တာအဲ့တော့နေရာဒီက6တွေ့နေတဲ့နေရာသူပြန်တတိရလိုက်တယ် Lifting the crumbling husk of a small wooden boat ခုနတစ်သားလှေအဆုပ်ကလေးပေါ့တစ်သားလှေအဆုပ်ကလေးကဒီကျိုးပဲ့နေတဲ့ဒီဆွေးမြင့်နေတဲ့အခွန်ကြီးပေါ့တစ်သားလှေအဆုပ်ကလေးပေါ့နော်အခွန်ကြီးပဲရှိမှာအဲ့ခွန်ကြီးကိုမလိုက်တဲ့အချိန်မှာတော့ဘာကိုတွေ့ရလဲဆိုရင် broken ox scar rusted remain of a lantern အဲ့တော့သူတို့တယောက်နဲ့တရားဖတ်ထားလိုက်ကြတယ်မုံတိုင်းဘယ်တော့မှမပြီးပါဘူးဟိုင်းမုံတိုင်းပြီးသွားရင်ကန်ကရေကန်ကပြန်ပြီးတော့ခြောက်သွားမှာလေရေကန်ကပြန်ခြောက်သွားမယ်အခုသူတို့ကလေအစုပ်ကိုသူတို့လေအစုပ်ကြီးတစ်ခုကိုသူတို့မလိုက်တဲ့အချိန်မှာဘာတွေတွေ့ရလဲဆိုရင် broken ox တဲ့နော်တော်တဲ့အစုပ်တွေကျိုးပဲ့တွေရယ် scar ဥကောင်းခွန်တစ်ခုရယ် rusted remains of a lantern မိအိမ်ကလေးပေါ့နော်မိအိမ်ကလေးရဲ့တန်ကြီးတက်နေတဲ့မိအိမ်လေးကိုတွေ့ရတယ်ဆိုတော့အဲ့တော့သူတို့ဒီမှာညတိုင်းတွေ့နေတယ်ပြန်လာနေတယ်ဆိုတော့ boatman ကတကယ်လူရောဟုတ်ရဲ့လားအဲ့ဆိုဒီမှာတွေ့နေတဲ့ခုနမိအိမ်အစုပ်လေးရယ်လှေရယ်ကားရယ်ဆိုတာကရော this is a mystery right ဒီ boatman ကသူတို့တက်လိုက်တဲ့ boatman များလားဒါမှမဟုတ်ရင်ဘယ်လိုထင်လဲဆို story ကအဲ့တိုင်းပြီးထားသူတို့နွေရာသီကိုသူတို့ကမှုန်တိုင်းကိုမပြီးချင်ဘူးတဲ့မှုန်တိုင်းမပြီးချင်ဘူးဆိုတော့မှုန်တိုင်းသာပြီးသွားရင်ဒီကန်ရီပင်ကြီးက6တွေ့သွားမယ်ဆိုရင်ဘာဖြစ်မလဲပေါ့နော်အဲ့တော့ဒီသမားကတကယ်လားတကယ်လူလားဝိညာဉ်လားဒါမှမဟုတ်ရင်သူတို့ရဲ့စိတ်ထဲမှာဖန်တီးထားတဲ့စွဲနေတဲ့စိတ်အစွဲတစ်ခုလားနော်သူတို့ဘာကြောင့်မှုန်တိုင်းကိုမပြီးစေချင်တာလဲခြေတွေပြန်ခန်းသွားရင်ဘာတွေမြန်ပေါ်လာအောင်မယ်လို့ထင်လဲโอเคဒါကတော့အမျိုးမျိုးတွေးကြည့်ပေါ့နော်ကို story ဆိုတာ fiction တွေဆိုတာဒီလိုပဲခြံထားခဲ့တယ် this is for the reader နော်အတိတ်ကဒီဇလန်မှာပြောချင်တာကတော့ I think အတိတ်ကလေးဝက်ချက်တွေဆိုတာဘလောက်ပဲဖုံဒီနေ့မှာပြန်ပေါ်လာတတ်တယ်ဆိုတော့ပုံစံမျိုးလေးတော့တွေ့ရတယ်နော်အဲ့တော့ဒီ plus fiction ဖြစ်တဲ့အတွက်အချုပ်လေးပဲရေးထားတာပေါ့ဇလန်ကိုတော့အများကြီးပေါ်မှာမဟုတ်ဘူးโอเคအဲ့တော့ဒီထက်ကလေးလာစရာလေးတွေအများကြီးတော့တွေ့ရမှာပါ filtering progress ဆိုတာကိုကလူတယောက်ကတအားပင်ပန်းနေပြီဆိုရင်နော်လုပ်ပင်မဲ့ဒါမှအများကြီးရှိမရောက်ဘူးပေါ့နော်လှုပ်လဲနေတာရှိကိုကျွေးနေရတယ် so throughout the day I have been throughout the day I'm so busy so I am moving like filtering progress ပေါ့နော်လမ်းသာလျှောက်နေရတယ်သိရမလားရှိကိုမရောက်ဘူးပေါ့ပလီကာဆိုတာမိတ်တုံးနဲ့အဲ့လိုလင်းနေတာချီတင်နော်ချီတင်ဆိုတာတအားကိုအဲ့လိုလှုပ်ခတ်နေတာပေါ့နော်ဒေါသတကြီးနဲ့လှုပ်ခတ်နေတယ်ပင်လယ်ကြီးပေါ့ wick ဆိုတာအဲ့ဒီ strong မှုန်တိုင်းနေလေတိုက်သွားတဲ့အခါမျိုးတွေပိုင်းမှာ wick လို့သုံးတယ် calm down ဆိုအတန်ကြီးလေတန်ကြီးမိလာတာမျိုးတွေပိုင်းမှာသုံးတယ် we အဲ့တန် center dry big blue ဆိုတာတော့6တွေ့နေတဲ့ဒီမြေနေရာပေါ့နော်6တွေ့နေတဲ့မြေရေကန်လို့ပါလို့ပေါ့ crumbling husk ခုနဒီတစ်သားလှေလေးရဲ့ကျိုးပဲ့နေတဲ့စုပ်ပြတ်တက်နေတဲ့တစ်သားလှေအခွန်လေးပဲပေါ့အဲ့ဒါကိုပြောတာဟုတ်ပြီနော်ဟုတ်ပြီဒါဆိုရင်တော့ quiz လေးသွားကြည့်ကြမယ်ကဲပထမဦးဆုံးအနေနဲ့ quiz 1 if the boatman's progress is altering how is he moving altering ဖြစ်တယ်ဆိုရင် very fast and smooth and steadily and slowly in a straight confident line so altering ဆိုတာ and steadily and slowly ပဲသွားနိုင်တယ်ပေါ့နော် and steadily and slowly and steady ဆိုတာမငြိမ်ဘူးเนาะသူကလည်းအဲ့လိုမျိုးပေါ့เนาะလုံးဝရှင်းရရင်နေပြီးတော့မှဖြည်းဖြည်းလေးပဲရွှေ့နိုင်တာ altering okay next one is
What causes the lake to become a sitting sea? Sitting sea ဖြစ်ဖို့ဘာဖြစ်စေရလဲ The summer heat, the winter storm and wind, people swimming in it. ဆိုတော့မှုန်တိုင်းတိုက်နေတာကိုသူတို့ရဲ့ကန်လေးတာမှာပဲ sitting duck sea လို့မျိုးဖြစ်နေတယ်ပြောထားတယ်လေအဲ့တော့ winter storms and wind. Winter storm and wind. And the third one, what does kicking up dust imply about the ground in the summer? Kicking up dust. Kicking up dust လို့သုံးထားတာ imply about the ground in the summer. နွေရာသီမှာမြေပြင်ကိုသူကဘယ်လိုမျိုးဆိုလိုချင်တာလဲ It was very wet and muddy. It was extremely dry and dusty. It was covered in thick grass. So it's easy, extremely dry and dusty. What is a crumbling hex in the context of this story? Crumbling hex ဆိုတဲ့စကားက brand new boat, dry, breaking share of an old boat, type of compound by the lake. So dry, breaking share of an old boat ပေါ့နော်လေအဟောင်းကြီးရဲ့6တွေ့နေတယ်ပျက်စီးနေတဲ့အခွန်ကြီးပဲပေါ့နော် crumbling hex. Crumbling hex. Okay, the last one. How does the wind move when it honks down the chimney? Chimney ကိုတဝီဝီတိုက်တဲ့အခါမှာဘယ်လိုမျိုးလေယားရွှေ့တာလဲ quietly and softly with a loud crying sound. It doesn't move at all with a loud crying sound. ခါစီကြအမြင့်မှနေပို့ပြီးတော့တိတာတယ်ပေါ့နော်မတိုက်ခန်းတွေပါမှာအမြင့်မှနေတဲ့သူတွေဆိုရင်လေတိုက်ပြီဆိုရင်ဝီဝီဝီအဲ့လိုမျိုးကြားအဲ့တော့ honks down ဆိုတဲ့ပုံစံပေါ့နော် Okay ဒီနေ့ story လေးကိုတော့သဘောကျမယ်လို့ယူဆပါတယ်အဲ့တော့ပြန်ပြီးတော့ဖတ်ကြည့်ပြီးတော့အတွေ့အကြုံတရားရသွားမယ်လို့မျှော်လင့်ပါတယ်စကားလုံးသစ်လေးတွေလည်းရမယ်လို့မျှော်လင့်ပါတယ်เนาะအားလုံးကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုလေးမှာပြန်ဆုံကြမယ်เนาะ